မင်္ဂလာပါရှင်ခုလိုမိုးရသည်မှာအဝတ်တွေချောက်ဖို့အရန်ခက်ခဲနေတဲ့မိတ်ဆွေတွေအတွက်ကိုယ့်အိမ်မှာဒီလိုမျိုးဖြုတ်သိမ်းလို့လည်းရမယ်မိုးရသည်မဟုတ်တော့တဲ့အချိန်မှာဖြုတ်သိမ်းလို့လည်းရမယ်ပြီးရင်ခုလိုမိုးရသည်မှာထုတ်ပြီးတော့သုံးနိုင်တဲ့မိုးခါနဲ့အဝတ်ချောက်ဆက်လေးဟုတ်မိမှာစီရောက်ထားပါပြီရှင်ဒီလိုမျိုးမိုးခါဝတ်ချောက်ဆက်လေးတွေကိုဆင်တဲ့အခါမှာတတိထားမှာလေးอ่ะသူကဒီတန်းတစ်ခုလုံးပေါ့နော်ဒီအထက်ကဆင်ကြီးကိုအရင်ဆင်ပြီးမှမိုးခါကိုခြုံနေမိုးခါဆွတ်တယ်ဆိုလို့ရှိရင်နည်းနည်းလေးကြက်တယ်ပေါ့နော်အဲ့ကြတော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တန်းတစ်ခုလုံးမစင်သေးပဲနဲ့ဒီအောက်ပိုင်းလေးကိုခဏလွတ်ထားမယ်လွတ်ထားပြီးတော့ဒီလိုမျိုးအင်ချီဝတ်တယ်လို့ပဲအပေါက်ကလေး၄ပေါက်စလုံးကိုအားလုံးထည့်ပြီးသားတဲ့အချိန်ကျမှဒီအောက်ကတန်းလေးပေါ့နော်အောက်ကတန်းလေးကိုပြန်ပြီးတော့ဆက်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ဆိုလို့ပြန်ပြီးလွယ်သွားပြီပေါ့နော်အဲ့တော့ဒီမှာအပေါ်ဘက်မှာကတိုင်ကဒီမှာ3ထိုင်တက်ပြီးသွားပြီဒီဘက်တစ်ထိုင်ကိုလိုမျိုးဖြည်းဖြည်းချင်းလေးပဲတက်လိုက်မယ်ဆိုရင်အရှုံးချောပို့ပြီးတော့လွယ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်လွယ်တကူနဲ့တက်ဆင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီဝစ်ချောက်ဆက်လေးကိုလိုအပ်လို့မှာယူခြင်းနေဆိုရင်တော့ Homemade Electronic ရဲ့ online ကနေရော Homemade Electronic ရဲ့ရန်ကုန်ဆိုင် Mandalay ဆိုင်နဲ့ပြည်ဦးလွင်ဆိုင်တွေအားလုံးမှာရောမှာရရှိနိုင်မှာဖြစ်